ကျွန်တော်ဒီဇက်ကာကိုဒီလောက်ကောင်းလိုက်မယ်လို့လုံးဝမထင်တော့တငယ်ချင်းတို့ရဲ့အပိုင်းတစ်ကြည့်ပြီးတော့ကျွန်တော်လိုပဲဖြစ်လိမ့်မယ်လို့တော့ထင်တယ်ဇက်ကနာမည်လေးကတော့ Mac Concrete တွင်ဇက်လန်လေးကတော့ကိုရီးယားနိုင်ငံမှာအောင်မြင်သူလို့သတ်မှတ်ခံရဖို့အတွက်အဆောက်အဦတစ်ခုကိုပိုင်ဆိုင်ထားဖို့ကအဓိကကျတဲ့အချက်တစ်ခုဖြစ်လာတဲ့အခါမှာတော့ကင်ဆူဂျုံဆိုတဲ့တာမန်ရုံးဝန်ထမ်းတယောက်လေးကလည်းအဲ့ဒီအိမ်မက်နောက်ကိုယူမှုလိုက်ခဲ့မိပါတယ်သူကကင်ဆန်းနဲ့လက်ထပ်ပြီးတဲ့နောက်မှာငွေကြေးအကျက်တဲတွေကြားကရုံးကက်လာရင်နဲ့နောက်ဆုံးမှာတော့ချေးငွေတွေယူပြီးတော့အဆောက်အဦတစ်ခုကိုဝယ်ယူလိုက်တာကြောင့်အကျွေးတွေလေဝင်းလောက်ထိကိုနစ်သွားပါတော့တယ်တနေ့မှာတော့ကင်ဆူဂျုံရဲ့တငယ်ချင်းဖြစ်သူကအကျွေးရှိနေလိုက်နေလို့အရန်ချမ်းလာတဲ့သူ့မိန်းမကိုပြန်ပြေးဆွဲပြီးတော့မင်းသားရဲ့အဆောက်အဦအောက်ကိုခေါ်လာခဲ့ပါတယ်မထင်မှတ်ပဲနဲ့မင်းသားကတွေ့သွားပြီးတော့အကျွေးနစ်တဲ့သူတို့နှစ်ယောက်ပူးပေါင်းပြီးတော့အဆောက်အဦရဲ့မြေအောက်ခံထဲမှာပြန်ပေးဆွဲမှုတစ်ခုကိုဟန်ဆောင်ဖန်တီးခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲစီးပွားရေးလောကရဲ့လှည့်ကတွေကြားမှာ VA ကပ်ပတယ်ကယူနာဆိုတဲ့လှုပ်ဝက်စမ်းကြတဲ့မိန်းမကသူ့ရဲ့အဆောက်အဦကိုရောင်းဖို့ဖိအားပေးလာတဲ့အခါမှာတော့ဘယ်လိုတွေဆက်ဖြစ်ကြမလဲဒါပေမဲ့စနစ်တကျအစီအစဉ်ထားတဲ့အဲ့ဒီအယောင်ဆောင်ပြန်ပေးဆွဲမှုကမထင်မှတ်ထားတဲ့အလှည့်ပြောင်းတွေကြောင့်တကယ်ရာဇဝတ်ကြီးတစ်ခုပြည့်အသွင်ပြောင်းသွားတဲ့အခါမှာတော့တဆင့်ပြီးတဆင့်မထင်မှတ်ထားတဲ့တစ်ခုပြီးတစ်ခုဖြစ်လာတဲ့အခါမှာတော့ကင်ဆူဂျုံဟာသူ့ဘဝကိုပြန်ကယ်တင်နိုင်မှာလားလောဘတွေကိုအတော်မတက်နိုင်တဲ့သူတို့တွေကရှိသမျှအကြံဉာဏ်တွေကိုထုတ်တုံပြီးတော့အဆောက်အဦကိုအဆုံးထိကာကွယ်သွားနိုင်မလားဆိုတော့ကိုစိတ်ဝင်စားဖွယ်ကြည့်ရမယ့်ဇာတ်ကားလေးပဲဖြစ်ပါတယ်ဇာတ်ကားလေးကကိုရီးယားလူဖွဲ့စည်းရဲ့အောင်မြင်မှုစံနှုန်းတစ်ခုဖြစ်တဲ့အိမ်ချမ်းမြေပိုင်ဆိုင်မှုကိုဇက်အိမ်တဲရေးရိုက်ကူးထားတဲ့ Mac Concrete တွင်ဟာလောဘတောကနဲ့လူတွေရုန်းကန်မှုကိုမြင်တွေ့ရမယ်ဖိုင်းကံမဒီထွေးလာဒရမာဇက်လန်တွေ့တဲ့ကောင်းလေးတွေကဖြစ်ပါတယ်အဓိကတရုပ်ဆောင်တွေအနေနဲ့ကတော့ movie မင်းသားဟာကြောင်မူမင်းသမီးလင်းဆိုကြောင်မင်းသားကင်ဂျွန်ဟန်နဲ့ရှင်အန်ကောင်ခရစ်စတယ်တို့လိုထထိတ်ကျနာမည်ကြီးတရုပ်ဆောင်များစွာပါဝင်ထားပါတယ်ဗေဒီအနေနဲ့ကတော့ IMDb 7.7 ရရှိထားတဲ့ဇာတ်ကားကောင်းလေးတွေကဖြစ်ပါတယ်ကျွန်တော်ဒီဇာတ်ကားကိုအပိုင်းတစ်အစပိုင်းလေးပဲကြည့်ပြီးတော့ဟာပင်းစရာကြီးကမကြည့်တော့ဘူးဆိုပြီးတော့ထားရတာဗျကြီးစရာကားလည်းမရှိဘူးဆိုတော့ဟာနမကြီးမင်းသားမင်းသမီးပါတယ်ဆိုတော့ဗျပြန်ကြည့်မယ်ဆိုတော့ကြည့်လိုက်တဲ့အချိန်မှာဒီဇက်ကားကတော်တော်လေးကိုမှကောင်းတယ်ဒီဇက်ကတကယ်တော့အပိုင်းနှစ်ကစပြီးတော့ကောင်းလာတယ်လို့ပြောလို့ရတယ်တစ်ပိုင်းတစ်ပိုင်းဆွဲခေါ်သွားမယ်ဇက်လန်မျိုးဗျကြည့်ပြီးရင်လည်းလုံးဝမရက်ချင်တော့မယ်ဇက်လန်တွေမျိုးဖြစ်တာကြောင့်တော်တော်လေးလည်းကောင်းလို့တငယ်ချင်းတို့လည်းမကြည့်ပဲနဲ့မနေကြပါနဲ့ကြည့်ကြပါလို့အရန်ကောင်းတဲ့ကားလေးမျိုးကြည့်ကြပါလို့ကျွန်တော်ညွှန်ပေးခြင်းပါတယ်ပါဝင်ထားတဲ့ cast တွေကလည်းနာမည်ကြီးတွေပဲမလို့လုံးဝလက်မလွတ်တန်ကြည့်တင်တဲ့ဇက်လန်တွေလေးမျိုးဗီဒီယိုလေးလုပ်ပေးလိုက်ပါတငယ်ချင်းတို့အတွက်ဒီဇက်ကလေးကိုမတ်လ14ရက်နေ့က TVR ဆိုတော့ရုပ်သံလိုင်းကနေထုံလင်းပြသခဲ့ပြီးတော့အပိုင်းအနေနဲ့12ပိုင်းဒီပါရှိမှာဖြစ်ပြီးတော့အခုလက်ရှိကတော့4ပိုင်းဒီထပ်ရှိထားပါတယ်ဒီဇက်ကလေးကိုအပတ်စဉ်စနေတနင်္ဂနွေနေ့တိုင်းကျွန်တော်ရဲ့ Telegram Channel လေးဖြစ်တဲ့ CCNima 123မှာတွားကြည့်လို့ရပါတယ်ဇက်ကလေးကိုဗမာကြည့်ရမှမသိတဲ့တကယ်ချင်းအတွက်ဒီဗီဒီယို comment မှာကျွန်တော် link လေးချပေးပါမယ်အဲ့ဒီ link လေးကို join ပြီးတော့လည်းတွားကြည့်လို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတတ်တဲ့ဆိုရင် like and share follower လေးလုပ်ခဲ့ပြီးလို့ရဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့တောင်းကျင်တိုင်းကိုကျေးဇူးများတင်ပါတယ်နောက်ဒီမှာပြန်လည်ဆုံတွေ့ကြမယ်